ကြိုက်ဆုံးအင်ကြီးလေးဝတ်ကြည့်လိုက်တိုင်းဘိုက်ခောက်ကြီးထွန်နေလို့စိတ်ညစ်ပြီးပြန်ချွတ်ပြလိုက်ရဘူးလားဝိတ်ချောက်ဆေးတွေတောက်ကြည့်ဖို့စဉ်းစားနေပေမဲ့ဘေးထွက်ဆိုးကျိုးတွေကိုကြောက်နေမိလားအမှန်တော့ဘိုက်ရွှဲတာခါတုတ်တာဟောခန္ဓာကိုယ်ထဲမှာအစိတ်အတောက်တွေနဲ့ရေဓာတ်တွေပိုလျံစုပုံနေလို့ထိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ငွေကုန်ကြေးကြအရန်တက်တာပြီးအိမ်မာတဲ့အလွယ်တကူလောက်တောက်လို့ရရဲ့9ရက်အတွင်းဘိုက်ချက်စေမဲ့တဘာဝဖြော်ရည် detox water ပြုလုပ်နည်းကိုပြောပြပေးသွားပါမယ်ဒီဖြော်ရည်လေးကိုပုံမှန်တောက်ပေးုံနဲ့ခန္ဓာကိုယ်ကအစီအပိုတွေကိုလောင်ကျွမ်းစေပြီးတိတာတဲ့ရလဒ်ကိုရရှိစေမှာပါမင်္ဂလာပါအလှပနဲ့ကျန်းမာရေးလျှို့ဝှက်ချက်တွေကိုမျှဝေပေးနေတဲ့ Tips for Health Channel ကနေကြိုဆိုပါရစေဗီဒီယိုလေးကိုအဆုံးထိမကြည့်ခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲဘိုက်ချက်စေမဲ့ပါဝင်ပစ္စည်းတွေကဘာတွေလဲကြည့်လိုက်ရအောင်ပထမဆုံးပါဝင်ပစ္စည်းကတော့ရေဓာတ်အပြည့်အဝပါဝင်တဲ့တခွားသီးပဲဖြစ်ပါတယ်တခွားသီးမှာကယ်လိုရီအရန်နဲ့ပါသည်ခန္ဓာကိုယ်ထဲကပိုရန်နေတဲ့ရေဓာတ်နဲ့အဆိပ်အတောက်တွေကိုစီးကနေတဆင့်အမြန်ဆုံးဆွန့်ထုတ်ပေးပါတယ်ဒါအပြင်ဝမ်ဘိုက်ဖောင်ကားတာလေပွားတာတွေကိုချက်ချင်းသက်သာစီလို့ဘိုက်ချက်ချင်သူတွေအတွက်မရှိမဖြစ်ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်ဒုတိယပါဝင်ပစ္စည်းကတော့မိဖို့ကြောင့်တိုင်းမှာရှိတဲ့ဂျင်းပါဂျင်းဟာခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ် metabolism ကိုမြန်ဆန်စေပြီးအပူဓာတ်ထွက်စေတဲ့အတွက်ဝမ်ဘိုက်တစ်ဝိုက်ကအဆီပိုးတွေကိုအမြန်ဆုံးလောင်ကျွမ်းစေပါတယ်အစာကြေစနစ်ကိုလည်းကောင်းမွန်စေလို့စားလိုက်တဲ့အစာတွေအဆီအဖြစ်မပြောင်းလဲအောင်အကောင်းဆုံးတာစီပေးနိုင်ပါတယ်တတိယပါဝင်ပစ္စည်းတွေကတော့တန်ပူရာသီနဲ့ပူစီနံရွက်လေးတွေပါတန်ပူရာသီမှာပါဝင်တဲ့ဗီတာမင် C ကအဆီချေဖက်ရာမှာအထူးအကူအညီပေးပြီးပူစီနံရွက်တွေကတော့အစာအိမ်ကိုအေးမြစေကအစာမကြေတာတွေကိုဖြည့်ရှင်းပေးပါတယ်ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါဖြောရည်ရဲ့ဤဟာတာကိုပိုကောင်းစေပြီးတနေ့လုံးလန်းဆန်းနေစေမှာပါကဲဘယ်လိုဖြောဆက်ရမလဲဆိုတာကြည့်အောင်အရင်ဆုံးရေ1လီတာဆက်နဲ့ဘူးတစ်ခုသို့မဟုတ်ဖန်ခွက်ကြီးတစ်ခုကိုပြင်ဆင်ပါတခွားသီးတစ်ဝက်ကိုအကွင်းလိပ်ပပလီထဲပါဂျင်းလက်တစ်ဆက်လောက်ကိုအခွန်ခွာပပလီပြီးထဲပါပြီးရင်တံပြာသီးတစ်ချမ်းကိုအကွင်းလိပ်လီထဲပြီးပူစီနံရွက်9ရွက်6ရွက်လောက်ကိုထည့်လိုက်ပါအဲ့ဒီထဲကိုရေတန့်ဖီးပြီးရေခဲတိတာထဲမှာဖြစ်ဖြစ်အဖြစ်မှာဖြစ်ဖြစ်ညသည့်စိန်ထားလိုက်ပါမနဲ့နိုးတာနဲ့အဲ့ဒီရေကိုတနေ့လုံးရိုးရိုးရေအစားအနည်းငယ်စီတောက်ပြီးသွားပါညနေပိုင်းရေကုန်သွားရင်နောက်ထပ်ရေတန့်ထပ်ဖြည့်ပြီးတောက်လို့ရပါတယ်ဒီအတိုင်းနေ့စဉ်9ရက်ဆက်တိုက်တောက်ကြည့်လိုက်ပါဒီဖြိုရည်လေးတောက်နေတဲ့အချိန်မှာအချိုရည်တွေအစီအစိမ့်တွေကိုလက်နဲ့လျှော့စားပြီးလမ်းမှန်မှန်ရှောက်ပေးမယ်ဆိုရင်ရလကပိုပြီးမြန်ဆန်သေးတာမှာပါဒီဗီဒီယိုလေးကတဲ့အတွက်အကျိုးရှိတယ်ဆိုရင် like နှိပ်ပေးပြီး weight ချချင်နေတဲ့တင့်တငယ်ချင်းတွေကိုပါအခုပဲ share ပေးလိုက်ပါအောင်နော်နောက်ထပ်ကျမ်းမာရေးဘူးတူတာတွေအတွက်ပြန်တွေ့ကြပါမယ်